တမီးကိုခံရဘယ်လိုပြောอ่ะစောင်းမအယူပါလေအဲ့လိုပြောอ่ะဟုတ်တယ်ကြောတမီးကယူလားယူတမီးနာမည်စာဦးမလားအဲ့ကြောတမီးကစာဦးမလည်းမဟုတ်ယူလည်းမဟုတ်ဘူးနော်မဟုတ်တဲ့ခါကျတော့ခေါ်တဲ့လူကတမီးအယူမလို့ခေါ်လားညဘလူကယူလို့ခေါ်လဲသူကယူလို့ခေါ်လေတမီးရဲ့နာမည်မှန်ရွှေစီမယူလေသူကတမီးအယူမစာဦးမလို့ခေါ်တာ तू ကမသိလို့ပြောရလေသိတော့မဟုတ်သူလေရနာရောက်တော့မယ်ငါလေရနာရောက်တော့မယ်အားလောက်ဒီလေရနာရောက်တော့သိရမှာပေါ့ယူနေသိရလား तू မသိလို့ခါလေတမီးကဘယ်နဲ့တန်းတော့ဘယ်နဲ့တန်းတရားမှာတန်းလေတန်း तू ကဘယ်နဲ့တန်းနာ तू ကလေတဲ့ तू က၄တန်းတန်းနဲ့၄တန်းတန်းတရားမှာ၄တန်းတက်ဘယ်နဲ့တန်းกว่าတူလေ နှစ်တန်းกว่าတော့နောင်နောင်ပါလေတောင်းတန်းกว่าတယ်तू ကပို့တီးရမှာလားတမီးကပို့တီးရမှာလား तू ကတီးရတာပဲလေတော့ဘာလို့ဆောင်မယူမလို့ပါလေဆိုတော့ပဲ तू ကငါတမီးကိုဘာလို့စောက်မှယူမလို့ခွာတမီးကိုအတိုင်းခွာတာခန့်ညာတမီးကိုဘလို့ခွာဆောင်မယူပါလို့ပါအဲ့လိုခွာတမီးကမယူမို့လားနင်ကမယူမို့လားယူရပြီယူရကြောခရအေးလေအဲ့ဒါပြီးသွားပြီဒီမှာရှင်းနေပြီ तू ကယူလို့ခွာလေနင်မယူမို့လားနင်မယူမို့လားတိုက်တယ်မို့နဲ့မေကိုကြီးခန့်ညာပြောမှနော်အဲ့လိုမခေါ်ရဘူးလို့တက်စကားရမှာလို့ညီမလေးမရဘူးတက်ကြအယူမကြီးရဲ့အဲ့လားသမီးရသမီးကစားရတယ်ဟိုဘုံလေးကဂဲဘောပါရှော့ရနေတယ်ဟိုသမီးရလူอ่ะယူရတာမှယူရတာလည်းယူတရား